အခုကတော့ရာဟုသားသမီးများအတွက်9လပိုင်းတစ်လစာတဲတော့ဟော်ဂိန်လေးဖြစ်ပါတယ်ရှင်။ကျွန်မကတော့ကပြန်ဆိုင်ကကျွန်မတင်နိုင်နေမှာ။ကဲအခုကတော့စလိုက်ကြအောင်နော်။ဗုဒ္ဓဝညနေမှာမွေးဖွားတော့ရာဟုသားသမီးများအတွက်ပါတဲတော့နဲ့မလို့ဟော်ဂိန်ကြည့်ပေးတာဖြစ်ပါတယ်ရှင်နော်။ကဲဒီတစ်လတာကာလအတွင်းမှာရာဟုသားသမီးများကောင်းသောပြောင်းလဲခြင်းနဲ့ပြောင်းလဲမဲ့အချိန်ကာလဖြစ်နေပါတယ်တဲ့အလုံးကိုင်အခွင့်အလမ်းတွေလည်းတူးတက်မဲ့တဲ့အိမ်မှာရှိတဲ့မိသားစုဝင်တွေနဲ့စိတ်အနှောက်အယှက်ဖြစ်ရတာစိတ်ပင်ပန်းလူမျိုးဖြစ်ရတာမျိုးတွေကြုံတွေ့နေရတတ်တဲ့အိမ်တွေအိမ်တော်ကြီးမှာလည်းတိတ်ပြီးစိတ်မပျော်ရွှင်တာမျိုးတွေဖြစ်နေရတတ်ပါတယ်မြေတားရင်းနဲ့ပတ်သက်လာရင်တော့အထူးကံကောင်းတဲ့အချိန်ကာလပေါ့နော်အဲ့လိုမျိုးလေးဖြစ်နေတတ်တဲ့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေမှန်ကန်တတ်တယ်ဆရာကောင်းသမားကတွေ့တတ်တဲ့အကြီးအကဲအဖေကဲ့သို့ပုဂ္ဂိုလ်အကြီးအကဲမားစာကိန်းဆောက်ရှောက်ကိန်းတွေရှိနေတတ်တဲ့ကိုတိုင်းမရတော့လို့ထင်ထားတဲ့ကိစ္စရဲ့ဒီဟဲ့လားလွယ်လွယ်နဲ့မဝင်လာအောင်ပိတ်ဆို့နေတဲ့ကိစ္စအကျွေးကိစ္စရစရာရှိတိုင်းမရပေးစရာရှိတာတွေမပေးနိုင်တဲ့ကိစ္စတွေကဒီတစ်လအတွင်းမှာအားလုံးအဆင်ပြေသွားပါလိမ့်မယ်တဲ့အဲ့တော့အဓိကအရေးကြီးတာကအိမ်ပါပေါ့နော်ခွေးတွေသေးတာကြောင်တွေသေးတာဆိုလို့ရှိရင်တော့တိတ်ပြီးမကောင်းအိမ်ရှိကိုတေရောကမိုးနေနဲ့ပတ်ဖြန်းပြီးတော့မှစေးကြောပေးပါတဲ့အပြည့်အစည်းဆုံးရှုံးတော့မရှိဘူးကံကတော့သူ့ဟာနဲ့သူအပြောင်းလဲဖြစ်နေမဲ့အချိန်ကာလဒီတလတာကာလအတွင်းမှာတဲ့အထူးရည်ရအနေနဲ့ကဘာလို့ပြရမလဲဆိုရင်မိမိရဲ့အိမ်ပြားမှာဒီတလအတွင်းပန်း10မျိုးပြအောင်လုပ်ပေးပါဥမာပေါ့နော်ပန်းကန္ဓမာဆိုကန္ဓမာကြီးပဲအိမ်မှာလူနေရမျိုးတပြေဆိုတပြေကြီးပဲအမြဲလူနေရမျိုးမဟုတ်ပဲနဲ့10မျိုးပြအောင်လူရန်ပေးပါတဲ့စီမီဆိုလဲ10တိုင်ပြောင်းနိုင်ဆိုလဲ10တိုင်နော်စီမီဆိုလဲ10ခွက်အဲ့လိုမျိုးလေးလူရန်ပေးရမယ်တဲ့ဒီတိုင်းနဲ့ပတ်သက်ပြီးတော့ချစ်သူသမီးသားတွေဆိုရင်တော့အပြိုင်ပေါ်တတ်တဲ့အချိန်ကာလမျိုးဖြစ်နေတတ်တဲ့ရေကြားမြေကြားနိုင်ငံသားခီးရေကြားမြေကြားလူမျိုးကြားဘာသာကြားအကျိုးပေးတဲ့အချိန်ကာလမျိုးဖြစ်နေတတ်တဲ့ရဝေးရလူတွေဆိုရင်လည်းသတင်းကောင်းကြားရတဲ့အချိန်ကာလပါတဲ့အကြီးကဲတော့မသာတတဲ့အိမ်မှာသွားလာဟဲ့လားအိမ်ရှိမှာပေါက်တာပြေးတာအိမ်ခေါင်ပေါက်နေတာလို့ဘာလို့ဆိုရင်မကောင်းတော့အဲ့ဒါလေးပြင်မယ်အိမ်ရှိမှာမိသီးကြီးကျွန်းနေရတယ်ပါဆိုရင်မကောင်းပါဘူးအဲ့ဒါလေးတွေကိုပြင်ပေးပါသူကလည်းသူလက်ဖွင့်ပြီးတော့ကံကောင်းလာပါလိမ့်မယ်အဲ့တော့ခုနကပန်း10မျိုးလူတဲ့ဟာတွေကိုတော့မမေ့ပါနဲ့နော်အဲ့တော့ဒီလတာကာလအတွင်းမှာ lucky number အနေနဲ့က9321တွေအကျိုးပေးပြီးတော့အရောင်အနေနဲ့ကအဝါရောင်အနီရောင်ကြက်သွေးရောင်တွေအကျိုးပေးနေပါတယ်ရှင်။ကဲရောက်သားများအားလုံးလည်းကံကောင်းကြပါစေ။စိတ်တနိုင်ကိုကြမှာခြင်းနဲ့ပြည့်စုံကြပါစေ။